အားလုံးပဲ Pentecostal Sunday ပါလို့ concept လာလို့ပါတယ်ဒီနေ့ကျွန်တော်ယုံကြည်သူဘဝနေ့စဉ်နေ့ရက်တိုင်းအသက်တာမှာအလိုအဆုံးသောအရာကထူတတ်ရှင်သောဝိညာဉ်တော်ဖျားပဲဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ဇာတိတွေအသွေးသားတွေပြီးတော့စာတန်ရဲ့သိဆောင်ခြင်းဖျားယောင်းခြင်းနှောက်ယှက်ခြင်းအမျိုးမျိုးသောအရာကိုအောင်မြင်ဖြတ်ကျော်နိုင်ဖို့ရန်အတွက်ကျွန်တော်ခွန်အားနဲ့မတတ်နိုင်ပါဘူးကျွန်တော်အစွမ်းစားနဲ့မတတ်နိုင်ပါဘူးတန်ရှင်တော်ဝိညာဉ်ဖခင်ရဲ့အကူအညီလိုတာဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်ဖခင်ဦးဆောင်ခြင်းတန်ရှင်တော်ဝိညာဉ်ဖခင်ရဲ့အတူပါရှိပြီးတော့လမ်းပြခြင်းတွင်တင်ခြင်းပို့ဆောင်ခြင်းဒါလည်းကျွန်တော်ဘဝအတွက်အရေးကြီးဆုံးသောအရာဖြစ်ပါတယ်အလိုအဆုံးသောအရာဖြစ်ပါတယ်ကျမ်းစာကပြောလဲဆိုရင်ဟေရှာယအခန်းကြီး7အပိုင်းငယ်1ထာဝရဘုရား၏ဝိညာဉ်တော်တည်ဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ဉာဏ်စီတက်ဆွမ်းနိုင်သောတတိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူတို့အပေါ်မှာကျိန်းဝတ်တော်မူလိမ့်မည်ထိုဝိညာဉ်တော်ဘုရားကဉာဏ်ပညာကိုပေးသောဝိညာဉ်ဖြစ်တယ်ဒီနေ့ကျွန်တော်နေ့ရက်တိုင်းမှာဘယ်လိုသွားရမလဲဘယ်လိုလုပ်ရမလဲဘုရားရဲ့အကြံစီကဘာလဲဆိုရဲဉာဏ်ပညာတွေနားလေသဘောပေါက်ခြင်းတွေကိုအဲ့ဒီဉာဏ်ပညာရရှိဖို့ရန်အတွက်ထူတတ်ရှင်တော်ဝိညာဉ်ဘုရားကပေးမှာဖြစ်ပါတယ်အဲ့ဒီကျမ်းစာထဲမှာဖတ်တဲ့အခါမှာပြောလဲဆိုရင် the spirit of wisdom and of understanding နားလေသဘောပေါက်တဲ့ဉာဏ်ပညာကထူဝိညာဉ်တော်ဘုရားကပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လိုအပ်တာကထူဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကပြောသေးလဲဆိုရင်ဉာဏ်စီတက်ဆွမ်းနိုင်သောတတိကိုပေးတော်ဝိညာဉ်ဉာဏ်စီတက်ဆွမ်းနိုင်သောတတိကိုလည်းထိုဝိညာဉ်တော်ဘုရားပဲပေးပါဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လိုအပ်တာထိုဝိညာဉ်တော်ဘုရားဖြစ်ပါတယ်အဲ့ဒီကျမ်းစာထဲမှာပြောလဲဆိုရင် the spirit of counsel and of power တိတ်တဘောကြတယ် the spirit of counsel counseling ကျွန်တော်တို့အတွင်းခံစားချက်တွေကိုတာပေးမဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်ကျွန်တော်တို့ရဲ့အနာတွေကိုကိုတာပေးပြီးတော့ကောင်းမွန်စွာပို့ဆောင်ပေးမဲ့သူထိုဝိညာဉ်တော်ဘုရားဖြစ်ပါတယ် counseling ဆိုတာကတိတ်ကိုအရေးကြီးတယ် counseling ရဲ့အကြီးမားဆုံးသောအလုပ်ကဘာလဲဆို listening ဖြစ်ပါတယ်ခံစားချက်ရှိသမျှဖွင့်ပြတဲ့အရာတွေကိုနားထောင်ပေးနိုင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ထိုဝိညာဉ်တော်ဘုရားကြီးကျွန်တော်ရဲ့အတွင်းခံစားချက်ရှိသမျှအားလုံးကိုနားထောင်ပေးနေတဲ့ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ပြီးတော့အကောင်းဆုံးအကြံဉာဏ်ကိုပေးတော်ဝိညာဉ်ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ထိုဝိညာဉ်တော်ဘုရားကကျွန်တော်ရဲ့ခံစားချက်ကောင်းဆုံးပေးတဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်ကောင်းဆုံးပို့ဆောင်ပေးတဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်ပြီးတော့ပြောလဲ of power the spirit of power တကူကိုပေးတော်ဝိညာဉ်တော်ဘုရားဖြစ်တယ်ကျွန်တော်ရဲ့အမှုတော်လုပ်ငန်းတိုင်းအောင်မြင်ဖို့ကျွန်တော်အသေးတော်တိုင်းတူတက်ဖို့ကျွန်တော်လိုအပ်နေတာလေ the power of the Holy Spirit ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်တကူဖြစ်တယ်ဒါကြောင့်ကျွန်တော်နေ့တိုင်းလိုအပ်တာအမှုတော်လုပ်ငန်းအတွက်လည်းလိုအပ်တာကထိုတန်ရှင်တော်ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်ပြီးတော့ပြောသိလို့ရှင်ကျမ်းစာကထာဝရဘုရားကိုတည်၍ကြောက်ရွံ့သောသဘောကိုပေးတော်ဝိညာဉ်ထာဝရဘုရားကိုတည်ပြီးတော့ကြောက်ရွံ့သောသဘောကိုပေးတော်ဝိညာဉ်ဖြစ်တယ်။အဲ့ဒီကျမ်းစာထဲမှာပြောလဲဆိုရင် the spirit of knowledge and of the fear of the Lord ဘုရားကိုတည်တဲ့ဉာဏ်ပညာသိကိုအရေးကြီးတာဖြစ်ပါတယ်။ဘုရားကိုတည်မှသာလေဘုရားကိုကျွန်တော်ကကြောက်တက်လာမှာဖြစ်ပါတယ်။အဲ့ဒီပညာကိုပေးတော်ဝိညာဉ်ဖြစ်ပါတယ်။ဒါကြောင့်နေ့တိုင်းဘုရားကိုကြောက်တက်လာအောင်ဘုရားကိုကြောက်ရွံ့တက်လာအောင်ဘုရားကိုသိလာအောင်ကျွန်တော်လိုအပ်နေတာကဖွင့်ပြပေးမဲ့ထိုဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မိတ်ဆွေအားပေးခြင်းနဲ့နေ့တိုင်းကျွန်တော်ဘဝရဲ့အလိုအဆုံးသောအရာတွေထိုဝိညာဉ်တော်ဘုရားဖြစ်ပါတယ်အားလုံးပေါ်မှာကောင်းချီးခံစားပါစေအာမင်